သွေးတိုးနေချိန်မှာဒီအချက်တွေကိုလုံးဝမလုပ်ပါနဲ့သတိပြုပါသွေးတိုးယောဂဟာတိတ်တဆိတ်လူတက်သမားလို့တင်စားရလောက်အောင်ကြောက်စရာကောင်းပါတယ်သွေးတိုးနေတဲ့အချိန်မှာကိုပြုတ်မှုလိုက်တဲ့အပြုတ်မှုတေးသေးလေးတစ်ခုကအသက်အန္တရာယ်အထိစိုးရိမ်ရစေနိုင်ပါတယ်ဒါကြောင့်သွေးတိုးနေပြီဆိုရင်လုံးဝမလုပ်သင့်တဲ့အချက်တွေကိုအားလုံးအတွက်ဝေမျှပေးလိုက်ပါတယ်သွေးတိုးနေချိန်ဒါတွေအရေးတကြီးရှောင်ခြင်းပါသွေးပေါင်ချိန်တိုင်းလို့ပုံမှန်ထိုက်များနေပြီဆိုရင်အောက်ပါအချက်တွေကိုသတိထားပါတိတ်ရုတ်တရက်ရေအေးနဲ့ခေါင်းမလျှော်ပါနဲ့သွေးတိုးနေချိန်မှာခေါင်းကိုရေအေးနဲ့လောင်ချလိုက်ရင်အုံနောက်ထဲကသွေးကြောတွေရုတ်တရက်ကျွံ့သွားပြီးသွေးကြောပေါက်တာ stroke ဖြစ်နိုင်ခြေအလွန်မြင့်မှာပါနဲ့နှစ်အငန်နဲ့အချိုကဲတာတွေထပ်မစားပါနဲ့ငန်တာစားလို့သွေးတိုးတာပဲအချိုလေးစားလိုက်အောင်မယ်ဆိုတဲ့အယူဆဟာမှားယွင်းပါတယ်အငန်တမမကပဲတကြားတက်ကလည်းသွေးပေါင်ချိန်ကိုပိုတက်စေပါတယ်တော့အပြင်းအထန်လေ့ကျင့်ခံမလုပ်ပါနဲ့သွေးတိုးနေချိန်မှာချွေးထွက်အောင်ဆိုပြီးလမ်းအမြန်လျှောက်တာအလေးမာတာနေလှုပ်ချင်းကနှလုံးကိုဝန်ပိစေပြီးနှလုံးရပ်တန့်မှုကိုဖြစ်စေနိုင်ပါတယ်လီစိတ်လှုပ်ရှားစရာဒေါသထွက်စရာတွေရှောင်ပါသွေးတိုးနေတော့ဖုံးကြည့်ပြီးစိတ်လှုပ်ရှားတာဒါမှမဟုတ်တယောက်ယောက်နဲ့အခြေအတင်းစကားပြောတာမျိုးကသွေးပေါင်ချိန်ကို rocket လို့ထိုးတက်သွားစေနိုင်ပါလေငါကိုယ့်တဘောနဲ့ကိုစိတ်တိုးမတောက်ပါနဲ့သွေးရညမ်းတက်နေလို့ဆိုပြီးဆရာဝန်မညွှန်ကြားပဲသွေးကြစည်းတွေကိုပုံမှန်ထက်ပိုတောက်တာမျိုးဟာသွေးပေါင်ချိန်ကိုရုတ်တရက်ထိုးကျစေပြီး shock ရကအသက်ဆုံးရှုံးနိုင်ပါတယ်ဒါဆိုဘာလို့ရမလဲအလုပ်တွေအကုန်နားပြီးလေးဝင်းလေးထွက်ကောင်းနေနေကမှငင်လေးနားနေပါအသက်ကိုဖြည်းဖြည်းချင်းမှန်ရှူပါရေနွေးလေးတိုးမဟုတ်ရေကြက်အီးကိုအနှင်းငယ်တောက်ပေးပါသွေးပေါင်ချိန်က180 120ကျော်နေရင်ဒါမှမဟုတ်ရင်ဘတ်အောင်တာအမြင်ဝေဝါတာဖြစ်ရင်ချက်ချင်းဆေးရုံသွားပါကျမ်းမာဟီဆိုတာအချိန်မီမှတန်ဖို့ရှိပါတယ်မိမိချစ်ခင်ရသူတွေလည်းသတိထားနိုင်အောင်ဝေမျှပေးလိုက်ပါအောင်